ရှင်တို့တတိနဲ့သံဝေကကြံများပါဗျာသောတာဓမ္မတန်ခါယနာစေယမိဝဂုဏဆုံးလာယောဂီပုဇ္ဇာဝတ္တယမလက်ဆုံးမှုရှိဖို့လေနာမန္တလာမြင်၌ရွှေတိုင်းထားရင်